Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro ထဲမှာ V-Phone ရဲ့ Ultra App တစ်ခုဘယ်လိုလုပ်ကြမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay ဗီဒီယိုတစ်ပုဒ်ကိုအရင်တိုင်းလေးကိုဆက်ထည့်ထားပါလိမ့်မယ်။ပြီးရင်ဒီဗီဒီယိုကိုကျွန်တော်တို့က keyboard ပေါ်က order လေးဖိပြီးတော့မောက်လေးနဲ့ပေါ်ဆွဲတင်လိုက်မယ်ဆိုရင် footage တစ်ခုဖြစ်သွားပြီပဲဖြစ်ပါတယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီ footage ကို color သွားပြီးချိန်မယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်တို့ကဒီ footage ကိုဆက်လက်ပေးမယ်ပြီးလို့ရှိရင် Dometric Color ဆိုတဲ့ panel လေးကိုတောင်းမှာပဲဖြစ်ပါတယ်။ Okay Dometric Color လေးကိုရောက်တာပြီဆိုရင်တော့ကျွန်တော်တို့ curve ဆိုတဲ့တဲကိုဖွင့်မယ်ပြီးလို့ရှိရင် Hue Budget Saturation မှာကျွန်တော်တို့ပြင်လို့ရရပေါ့နော်။ဒီအပေါ်က basic collection မှာလည်းတွားပြီးပြင်လို့ရပါတယ်။ Okay Hue Budget Saturation မှာကျွန်တော်အရာကိုအရင်ပြင်လိုက်ပါမယ်။ Bright လေးနည်းနည်းတင်လိုက်ပါမယ်။ Yes Saturation Budget Saturation မှာလည်းထပ်ပြီးတော့ကျွန်တော်တင်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်အပေါ်က footage လေးကို color grading လုပ်ပြီးသွားပြီပဲဖြစ်ပါတယ်။ V-Phone Ultra App ဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်စပြီးတော့20စက္ကန့်လောက်မှာစပြီးလုပ်မယ်ပေါ့နော်။အဲဆို20စက္ကန့်လောက်ကို line လေးထားလိုက်မယ်ပြီးအပေါ်က footage ကို line ညာလောက်ကိုဆွဲပြီးတော့တိုးလိုက်မယ်ပေါ့နော်။တိုးပြီးသွားပြီဆိုရင်တော့ကျွန်တော် effect တွေကိုသွားမှာပဲဖြစ်ပါတယ်။ effect ရဲ့ကျွန်တော် video transition ပြီးရင်ဒီမှာ white ဆိုတာရှိပါတယ်။ white အောက်မှာ white ဆိုတဲ့ transition လေးကိုဒီအပေါ်က footage မှာဆွဲထည့်လိုက်ကမှာပဲဖြစ်ပါတယ်။အဲကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဘက်ကနေတဖြည်းဖြည်းနဲ့ V-Phone Ultra App ပုံစံဖြစ်သွားပြီပေါ့နော်။ဒီဒါကို white ဆိုတဲ့ transition လေးကိုနည်းနည်းလေးဆွဲပြီးတော့ရှည်လိုက်မယ်ဆိုရင်ဒီလိုလေးပို့ပြီးတော့ပြေးပြေးနဲ့ပြောင်းသွားတယ်ဖြစ်ပါတယ်။အဲ့ဒါကိုမှကျွန်တော်တို့ဒီပြောင်းသွားတဲ့နေရာကိုပြောင်းသွားတဲ့ဒီနေရာမှာကျွန်တော်တို့က border လေးတစ်ခုထားခြင်းနဲ့ဆိုရင်ဒီ white transition ပေါ်ကိုမောက်လေးရှက်ထားလိုက်ပါ။ပြီးလို့ရှိရင်ဒီအောက်မှာ border width ဆိုတာရှိပါတယ်။အဲ့ဒါလေးကိုတင်ပေးလိုက်မယ်ဆိုရင်အမဲရောင် line လေးတစ်ခုပေါ်လာပါပြီ။ပြီးရင်ဒီမှာအမဲရောင်နေရာမှာကျွန်တော်တခြားရောင်လေးလည်းပြောင်းလို့ရရပါတော့။ဒီအစိမ်းရောင်ပဲထားမလားဒါမှမဟုတ်ဒီရောင်ရှက်နှိပ်ပြီးအဖြူရောင်လေးပဲထားမလားကျွန်တော်ပြောင်းနေလို့ပြောင်းလို့ရရပါတော့ဒီတော့ပြင်ကြည့်လိုက်မယ်ဆိုရင် line လေးနဲ့သူက new ပြောင်းပေးသွားတာပဲဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော် reverse ဆိုတဲ့ဟာကိုအမှန်ကြည့်ပေးလိုက်မယ်ဆိုရင်ဒီဘက်ကနေပြန်ပြောင်းတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ Premium Pro ထဲမှာ V-Phone Ultra App တစ်ခုကိုဘယ်လိုမြန်မြန်လုပ်လို့ရပြီလဲဆိုတာသိသွားပြီလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်